ကျွန်တော်ပြောမယ်ဗျာအမျိုးလူတွေကိုမယုံကြည်ရဲ့ယောဂဆိုတာသိလားပြောရမယ်ဆိုဗျာကျွန်တော်တို့ကပေါ့နော်တယောက်တည်းဗျာနေလို့လုံးဝဖြစ်သွားတဲ့အချိန်ပေါ့နော်များသောအားဖြင့်ဗျာအချိန်တိုင်းတော့မဟုတ်ဘူးပေါ့နော်လူစွာတင်မလားမိသားစုနဲ့နေရတယ်တငယ်ချင်းတွေနဲ့နေရတယ်ကျွန်တော်လှုပ်ရှားရအများကြီးရှိရဗျာလောကကြီးမှာဒါပေမဲ့သိရမလားဒါမဲ့ဗျာဘယ်လိုမျိုးပေါ့ပြောမဆိုရင်တော့လိုအပ်မှုနေသွားတာပေါ့လိုအပ်မှုနေသွားတာမျိုးဗျာပြောဆိုအရင်တော့ဗျာတင်မလားဗျာကိုအတွက်တင်မလားဗျာအများကြီးတင်မလားကိုကဗျာကျွန်တော်တို့တခုဆိုရင်ကျွန်တော်တို့လူလောကမှာဗျာတဘာလိုအပ်ချက်တွေရှိရဗျာဘယ်လိုပြောမလဲဆိုကျွန်တော်ဈေးပါကြီးချက်သွားထမင်းတွေပါကြီးချက်စားမယ်ဆိုဗျာဈေးဆိုင်ရဈေးဝယ်ရတယ်ဗျာဈေးဆိုင်ရှိဖို့လိုအပ်တယ်အဲ့လိုမျိုးဗျာကျွန်တော်ဗျာအတူတူမိသားစုဗျာကိုဘွားရီမှန်းချက်တွေဖြစ်မြောက်ဖို့အတွက်ဆိုကွာဗျာကိုမှာကိုပေါ့နော်ကိုအောင်မြင်သွားရင်ဘသူတွေအတွက်ပေါ့နော်အောင်မြင်ရမလဲဆိုရဗျာမိသားစုရှိဖို့လိုအပ်တယ်ဗျာအဲ့လိုမျိုးကိုအားငယ်နေဗျာအရင်ကိုမဖြတ်ကျော်နိုင်တဲ့အချိန်တွေမှာဗျာတင်မလားဗျာကိုအခက်ခဲကိုကူညီပေးမဲ့လူလိုအပ်တယ်ဗျာအဲ့လိုမျိုးအရှိခံလိုအပ်ချက်တွေမဟုတ်ပဲနဲ့ဗျာတင်မလားလုံးဝတင်မလားတခုခုဆိုဗျာတင်မလားနားထောင်ပေးလို့လုံးဝမလိုအပ်တော့တာမျိုးတရားမှမလိုအပ်တော့တာမျိုးဘလို့စိတ်ပိုင်းဆိုင်ရာအချိန်တွေပဲရှိဗျာကိုယ့်ကိုလုံးဝအဆင်ပြေသွားတာမျိုးကိုယ့်ကိုအဆင်ပြေသွားတယ်ပေါ့နော်ကိုယ့်ကိုနေတာဗျာတခြားသူတွေနဲ့နေရတဲ့ပိုပြီးရိုးရှင်းတာမျိုးပေါ့နော်ကျွန်တော်ဆိုရင်တော့ပြဿနာတစ်ခုဖြစ်နေဆိုဗျာကိုယ့်ကိုတယောက်တည်းဖြေရှင်းနေဆိုရင်ကိုယ့်ကိုစဉ်းစားလိုက်တယ်ဗျာကိုယ်တွေးလိုက်တယ်ဖြေရှင်းလိုက်တယ်ပြဿနာပြီးသွားတယ်ဒါပေမဲ့သူများကပြောနေမယ်ဆိုဗျာတင်ပါဗျာတယောက်ကနေတယောက်ကိုတဆင့်စကားတွေပို့သွားမလားအဲ့ပြဗျာတင်မလားမလိုအပ်တဲ့ဗျာပြဿနာရဲ့အဖြေတွေမဟုတ်ဘဲနဲ့ဗျာတင်ပါတခြားမဟုတ်တဲ့အကြောင်းအရာတွေထပ်ပြီးတော့ရောက်သွားမလားအဲ့လိုမျိုးပေါ့နော်တခြားပိုပြီးတွေးပူစရာတွေပိုပြီးရှိလာမလားအဲ့လိုမျိုးပေါ့နော်အကြောင်းအရာတွေအမျိုးမျိုးဗျာတင်မလားစိုးရိမ်စရာတွေပဲဖြစ်ဖြစ်တင်မလားပို့ပြီးတော့ဗျာအချိန်ကုန်တာတွေပဲဖြစ်ဗျာအများကြီးရှိနေရမျိုးဟုတ်ပေါ့နော်အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့အဲ့လိုမျိုးရှိရမလို့ဗျာတင်မလားတခြားလူတွေနဲ့ဆိုရင်အဲ့လိုမျိုးရှိရမလို့ဗျာကိုယ့်ကိုတယောက်တည်းဖြည့်ရှင်းပြီးတော့ကိုယ့်ကိုတယောက်တည်းနေလိုက်တယ်စိတ်ကြရှိနေကိုယ့်ကိုတယောက်တည်းခံစားလိုက်တယ်ဗျာပြီးရင်ဖြတ်ကျော်လိုက်တယ်ကောင်းသွားတယ်အဲ့လိုမျိုးအရှင်တွေမျိုးဗျာအဲ့လိုအရှင်တွေမျိုးကကျွန်တော်ဘယ်လိုပြောရမလဲဆိုရင်ကျွန်တော်ထင်တော့ပေါ့နော်ကျွန်တော်ကတော့အမြဲတမ်းကြုံရတယ်ပေါ့နော်ကျွန်တော်ကတော့အဲ့ဒါကိုခေါင်းစဉ်တက်ရမယ်ဆိုရင်တော့ပေါ့နော်လူတွေကိုယုံကြည်ဖို့ခက်ခဲပြဿနာတွေပြီးတော့ခေါင်းစဉ်တက်ရှင်နေဗျာဘာလို့လဲဆိုဗျာကျွန်တော်ဗျာလောကမှာဗျာလူတွေကဗျာအခုကောင်းတယ်တို့ကြမကောင်းဝင်လာရထွက်သွားရပေါ့နော်အဲ့လိုလူတွေမှာကျွန်တော်လည်းပါပါတော့ကျွန်တော်လည်းအခုကောင်းတယ်သူများပေါ်မှာလူတယောက်မှာအခုကောင်းတယ်ဆိုနောက်ကျမကောင်းတော့ဘူးလေအကုန်လုံးရဲ့စိတ်တွေကပြောင်းလဲနေရဗျာအဲ့လိုမျိုးရှင်တွေမှာကိုယ်အနေနဲ့လည်းပေါ့နော်တင်မလားဘယ်ရာမှစုပ်ကင်ထားလို့မရဘူးဘယ်သူမှစုပ်ကင်ထားလို့မရလောကကြီးဗျာနောက်ပြီးတင်မလားတဘာဝဘေးရနေအရှင်တွေကြောင့်လည်းတင်မလားအခုမြင်နေမြင်ညပြောက်လေအဲ့လိုမျိုးအရှင်တွေကြောင့်ဗျာတင်မလား relationship တွေကအချိန်ပေးပြီးတော့ပေါ့နော် relationship ဆိုတာကျွန်တော်ပြောနေတာဟုတ်လို့ရှစ်တူကြီးစားဆက်ဆံရေးတစ်ခုတွေပြောနေတာပေါ့ဗျာ family ship တွေအဲ့လိုမျိုးပေါ့နော် friendship တွေအကုန်လုံးကဗျာအချိန်ပေးပြီးဆက်ဆံပြီးတော့တင်မလားခဏလေးနဲ့ပေါ့နော်ပေးရတဲ့ပြောက်ွယ်သွားဗျာပေးဆက်ရတဲ့အချိန်နဲ့ပြင်ရလိုက်တဲ့ပြင်ပြီးတော့တသားရနေရတဲ့အချိန်ကမတန်ဘူးဗျာအဲ့လိုမျိုးမတန်တာကြောင့်ဗျာတင်မလားဆက်ဆံရေးတွေကိုစိတ်ကုန်လာပြီးကိုယ့်ကိုတယောက်တည်းနေရများရယ်ပေါ့နော်အဲ့လိုတယောက်တည်းဖြစ်သွားရယ်ပေါ့နော်တယောက်တည်းအဆင်ပြေသွားတယ်တင်မတယောက်တည်းနေရဘိုးရိုးရှင်းတယ်ဘလို့ပြဿနာရေးဖြစ်ရှင်းရဗျာအလုပ်တွေရဲ့သဘောတရားပါရလူတွေအများကြီးနဲ့တင်မပိုးပြီးအောင်မြင်ချင်းပိုးပြီးလုပ်ရမယ်ဆိုမှန်တယ်ဗျာဒါပေမဲ့သိရမလားအလုပ်ဆိုအလူသဘောရရဲ့ဆက်ဆံပြီးကျန်တဲ့အချိန်မှာတင်မလားဆက်သွယ်မှုမရှိတာမျိုးပေါ့အဲ့လိုမျိုးပေါ့တင်မလားမိသားစုနဲ့ရှိရမယ့်အချိန်ကြီးနောက်ပဲရှိနေပြီကျန်တဲ့အချိန်မှာတင်မလားရိုးရိုးရှင်းရှင်းပဲနေရမျိုးပေါ့နော်အဲ့လိုတိုက်မျိုးပါဗျာဟိုနော်တကယ်ရှိရဗျာတကယ်ရှိရသူတို့ရဲ့ပြဿနာပါလဲဆိုဗျာသူတို့ကဗျာလူတွေပေါ့နော်ယုံကြည်ဖို့ခက်ခဲရဗျာတင်မလားအယုံကြည်ချက်ဗျာဘာကြောင့်လဲဆိုပေါ့နော်လူတွေနဲ့သူတို့ရဲ့ခြားထဲမှာပေါ့နော်ယုံကြည်မှုတွေကပျက်စီးသွားတာဗျာပြောဆိုရင်သူတို့ရဲ့ပေါ့နော်အချိန်အကြာကြီးတိဆောက်ခဲ့တဲ့ဆက်ဆံရေးတွေပျက်စီးပြီးတော့စိတ်ဒဏ်ရာရသွားတဲ့ဒီမျိုးတွေမှာလည်းရှိတတ်တယ်ပေါ့နော်နောက်ပြီးဗျာလူတွေပေါ်မျှော်လင့်ချက်အရန်ထားရလို့ပေါ့နော်မျှော်လင့်ချက်အရန်ထားရင်တင်မလားဗျာအမျိုးပေါ့နော်ကိုကတခုခုလုတ်ပေးထားရင်တင်မလားအဲ့လူကပေါ့နော်အဲ့ရမြင်ပါပဲပေါ့နော်အဲ့တန်ဝိုးတွေနားလည်မှာပဲဆိုပြဗျာတင်မလားစိတ်ကူးရင်ပြီးပျော်ရွှင်နေပြီးတော့တကယ်မှာကိုမျော်လင့်ထားတဲ့အတိုင်းပဲဖြစ်လာတဲ့အချိန်မှာပေါ့နော်တင်မလားတသိမွားလေးရစတန်မိုးထားတတ်ပြီးတော့ဗျာတန်မိုးထားလို့အဲ့တသိမွားလေးရပြစီးသွားပြီးတော့တင်မလားလူတွေနားမလည်နိုင်တော့ဗျာအဲ့တသိမွားလေးရတို့အတွက်အရန်ရေးကြည့်နေပြီးတို့ကအရန်ခံစားခဲ့ရတဲ့လူပေါ့နော်အဲ့ပြိုကွဲပျက်စီးမှုကအရန်ခံစားခဲ့ရတဲ့လူရစိတ်ဒဏ်ရာရပြီးတော့ပေါ့နော်နောက်ဆုံးမှာပေါ့နော်တယောက်တည်း
ယောက်တည်းပေါ့နော်မခံစားချင်တော့အကြောင်းမို့နော်ကျွန်တော် attachment ဖြစ်တာဆွဲလန်းတာတွေကိုမရွေးချယ်တော့ပဲနေပေါ့နော်တယောက်တည်းဘလို့အရှင်ပဲဖြစ်ဖြစ်တယောက်တည်းနေရကြိုက်ဝါဆိုလိုမျိုးဗျာတင်မလားအဲ့လိုဖြစ်သွားတာပေါ့နော်တယောက်ကတင်မလားကိုဘွားတွေကိုဝင်လာရင်တော့မတင်မလားဗျာတငယ်ချင်းပဲဖြစ်ဘူးအဖြစ်ဆက်ဆက်ရင်ဝင်လာရင်တော့မတင်မလားအဲ့လိုမှယုံကြည်မှုရှိဘူးဗျာဒီလူတွေကလည်းမကြခင်ထွက်သွားနိုင်တယ်ဆိုပြီးတော့ဗျာအများကြီးတန်ရုံးစင်မထားဘူးပေါ့နော်အများကြီးတန်ရုံးစင်မထားဘူးတင်မလားအဆင်ပြေလိုပဲပေါင်းပေးလိုက်တယ်ပေါ့နော်အဲ့လိုမျိုးအဆင်ပြေလိုပဲကောင်းပေးလိုက်တယ်အများကြီးတင်မလားရပါရဲ့သူတို့ထွက်သွားရင်လည်းငါ့ကောင်ကအဆင်ပြေအောင်နေမယ်အဲ့လိုပေါ့နော်အများအားပြောပေါ့နော်အဲ့လိုမျိုးလူတွေဆက်ဆိုင်နေတဲ့ပတ်သက်ပြီးသတိဝိရိယထားပြီးတော့ပေါ့နော်တင်မလားအများကိုကဲလို့မျိုးလူမျိုးပေါ့နော်ငါတို့ခံစားလို့မဖြစ်ဘူးပေါ့နော်ငါတို့သူကအချိန်မီထွက်သွားနိုင်တယ်အဲ့မျိုးပြတင်မလားယုံကြည်မှုနည်းသွားပြီးပေါ့နော်ပို့ပြီးတော့ဘလို့အချိန်မှအဖြစ်တင်မလားရရဲဝင်လာလဲအဆင်ပြေရထွက်သွားလဲအဆင်ပြေဆိုပေါ့နော်အဲ့မျိုးလူမျိုးပေါ့နော်အဲ့လိုမျိုးရတကယ်ရှိရပေါ့နော်အဲ့လိုမျိုးတယောက်ဖြစ်ရှင်တော့ဗျာအများကြီးစူးစမ်းလို့တော့မရဘူးလို့တင်မလားကိုယ့် focus ထားပြီးပေါ့နော်တင်မလားအရာအလုံးအချိန်တွေမှာလူတွေဘလို့ပဲဆက်အဆင်ပြေသွားတယ်လူတွေအများကြီးဆက်ဆံရတယ်မကြိုက်ဘူးပေါ့နော်ဆက်ဆံရတယ်မကြိုက်ဘူးအချိန်ပေးရတယ်မကြိုက်ဘူးကိုယ့်ကိုသဘောကျရကိုလိုရကြိုက်တယ်ကိုယ့်ရဲ့အလုပ်ပဲကိုစိတ်ဝင်စားရပေါ့နော်အဲ့လိုမျိုးပေါ့နော်လုံးလေးဖြစ်ပေမဲ့တယောက်တည်းဖြစ်ပေမဲ့ပေါ့နော်အထီးတိတ်တော့မကြံဘူးပေါ့နော်အထီးမကြံဘူးတယောက်တည်းဖြစ်ပေမဲ့အဲ့နေရာနဲ့နေသားကြပြီးစိတ်ချမ်းသာရပေါ့နော်အဲ့လိုမျိုးတကယ်ရှိရအဲ့လိုမျိုးဖြစ်ရှင်တော့ပေါ့နော်ဘလို့လူမျိုးကျိုးစားလို့ဖြစ်မယ်မထင်ဘူးအဲ့လိုမျိုးဖြစ်ရှင်တော့လေလုံးဝတည်းမလား experience ပေါ့နော်ကိုကြုံတွေ့ခဲ့ရတဲ့တွေ့ကြုံတွေကခါတီးနေမှာအတွေ့အကြုံတင်ပြီးတော့မှအဲ့လိုမျိုးဖြစ်မယ်ထင်တယ်ဒါပေမဲ့အဲ့လိုလူတွေတကယ်ရှိပါရဲ့လို့အဲ့လိုမျိုးလည်းမိုက်ပါရဲ့ဒါဆိုသူကဗျာသူတို့ရဲ့အလုံးနဲ့သူတို့ကိစ္စတွေနဲ့မပြည့်သူတို့ကတခြားအယုံစိတ်ဆရာမရှိဘူးပေါ့နော်စိတ်ဆရာမရှိတဲ့ခါကျတော့ဗျာသူတို့ကဗျာလူတွေပေးရဲ့စိတ်နှောက်ချက်တွေမခံနိုင်ရဘူးသူတို့ရဲ့ပျော်ရွှင်မှုကသူတို့ပေါ်မှာပဲရှိရကြမှုပေါ့နော်လူတွေဘယ်လိုပဲလူဝင်လာထွက်သွားသူတို့ဘာမှမခံနိုင်ရဘူးအဲ့ကြောင့်မို့ဗျာသူတို့ရဲ့အောင်မြင်မှုသူတို့ပျော်ရွှင်မှုသူတို့စိတ်ဝင်စားတဲ့အရာတွေမှာသူတို့ focus ထားရကြမှုဗျာသူတို့ကဗျာကိုဘဝကိုပိုင်တဲ့လူတွေပေါ့နော်အဲ့ကိုဘွားကိုပိုင်တဲ့လူရဗျာကိုဘွားတွေကိုသူများဝင်လာမကြိုက်ဘူးဘာလို့လဲဆိုတော့ဗျာတဲ့ဗျာကိုတယောက်တည်းဖြတ်တန်းခဲ့ရတဲ့အရာတွေပုံမူတည်ပြီးတော့မဖြစ်အဲ့ငိုခဲ့ရတဲ့အချိန်မဖြတ်တန်းခဲ့ရတဲ့အချိန်တွေတုန်းကတော့ဖြတ်တန်းနိုင်မှာမလားဆိုတန်လေးရဝင်လာရှိခဲ့မယ်ပေါ့နော်ဖြတ်တန်းနိုင်သွားတဲ့အချိန်မှာတော့တင်မလားငါတယောက်တည်းတွေလည်းအဆင်ပြေပါရဲ့ဆိုရင်ခံစားချက်တွေရောက်ပါပေါ့နော်ဒါပေမဲ့အဲ့လိုသူတို့ဖြတ်တန်းခဲ့ရတဲ့အချိန်တုန်းကသူတို့ဘောကောင်းတဲ့လူတွေရှိပါရဲ့အဲ့လူတွေကတော့သူတို့ဘဝထဲမှာဆက်ထားပြီးတော့လူတစ်တွေကိုဆက်လက်မခံနိုင်တော့လူမျိုးပေါ့နော်ဘာလို့မဟုတ်ပါဘူးဒီတိုင်းပြောပြရပါအဲ့လိုကျေးဇူးတင်ပါတယ်